လမ်ဖုန်းဒီရင်ကြီးမှုနဲ့စက်တီရှိပြီးပုံမြင်များစွာဖြစ်ပြနေသောမြို့ငယ်လေးဖြစ်ပါတယ်မင်္ဂလာပါဒီအပိုင်းမှာလမ်ဖုန်းမြို့နယ်လေးကိုအပန်းဖြေခီးထွက်မဲ့နေရာလေးကိုလိုက်ကြည့်လိုက်အောင်တနေ့တာရဲ့ပထမဆုံးအစအစနဲ့စတင်မှုအတွက်လမ်ဖုန်းပြည်နယ်ရဲ့နာမည်အကြီးဆုံးခောက်မှန်ကင်ထိုင်လန်ဖြစ်တဲ့ထိုင်းကျက်စီချမင်းဆိုင်ကိုရွေးချယ်ခဲ့ပါတယ်မင်္ဂလာပါကျွန်တော်တို့အခုချမင်းဆိုင်ရောက်တယ်ပေါ့ကျက်စီချမင်းဆိုင်ပေါ့နော်ကျက်စီချမင်းဒါတော့ထိုင်းဆိုင်ပေါ့နော်ထိုင်းဆိုင်လောက်ထားဆိုတော့မြန်မာနဲ့တူတယ်ကျက်စီချမင်းလို့ပြောမှာပါနော်ထိုင်းမှာတော့ခောက်မှန်ကင်လို့ခေါ်တယ်ခောက်မှန်ကင်ဆိုဒီလည်းပါတယ်ကျက်စီပြောင်းချင်းအချင်းတို့စရာမို့အချင်းပေါ့နော်အချင်းဆက်တယ်ပေါ့နော်အချင်းကျက်စီချမင်းကျွန်တော်အတူတူပါပဲမြန်မာပြည်နဲ့တော့လေကျက်စီချမင်းပုံစံပဲလောက်ထားတာလေအတူတူပဲတန်50လို့ပြရတယ်အတူတူပဲကြိုက်တာတန်50ပေါ့နော်ဘယ်လိုတန်50ကျေးဇူးတင်ပါတယ်ကျွန်တော်ခုနသမင်းဆိုင်ပေါ့နော်သမင်းဆိုင်နေပြီးတော့ကျွန်တော်ကော်ဖီဆိုင်ကိုကောက်ပဲပေါ့နော်နေလေးပဲလမ်းလျှောက်သွားလမ်းလျှောက်ပြီးတော့သွားတယ်ဆိုင်ငယ်ကိုအပြင်မှာထွက်ခဲ့ပြီးတော့တနေရာမှာရက်ခါပြီးတော့လမ်းလျှောက်သွားတာပေါ့နော်စိတ်မဝေဘူးလေးပဲဒီ Blood to Business Coffee ဆိုင်ဒီ Web Prathat Hari Punchani ရှိတော့တင်းငယ်တော့ coffee ဆိုင်ဖြစ်ပြီး Blood to Business Coffee ဆိုင်တို့လမ်းလျှောက်ရန်3မိနစ်ပဲကြာပါတယ်ပြီးတော့ဒီနေ့သွားလည်မင်းနောက်ဆုံးခီးသားဆွဲဆောင်မှုကတော့ပန်းရောင်ခြေထားတဲ့အဖြောင်တရားထိုင်းခေါ်ထာရှင်ဘူးလို့ခေါ်ပါတယ်ကမ္ဘာစစ်ပီတိဆောက်ခဲ့သောထားလန်ကူတရားဖြစ်တဲ့တမိုင်းနဲ့ပြည့်စုံသောတရားစင်းဖြစ်တဲ့ဒီနေရာမှာတရားဝတ်တက်ပြီးတော့တဝဲနိုင်ပါတယ်ဒါမှမဟုတ်အထားအဖြစ်မဲ့အချင်းကိုလည်းကြည့်နိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ဖို့မိပါနဲ့เนาะနောက်ခီးစီမှာပြန်တွေ့ပါမယ် See you next week